ကျွန်တော်ကတရေ6တဲ့အိမ်တစ်လုံးကိုဈေးပေါ်ပေါ်နဲ့ငှားပြီးပြောင်းလာခဲ့တယ်ပထမဆုံးညမှာတင်ရေချိုးကန်းထဲကရေပန်းကအလိုလိုပွင့်လာတယ်ကျွန်တော်ကလေထဲကိုပဲအော်ဟစ်လိုက်တယ်တောက်ရေဖိုးပေးဦးလေပြလို့အဲ့ဒီအခါမှာရေကချက်ချင်းရက်သွားတယ်ဒါကအစပဲရှိသေးတယ်လို့ကျွန်တော်ထင်ထားတာဒါပေမဲ့နောက်တစ်နေ့မှာတော့စကွဲပေါ်မှာဟင်းသုံးမျိုးနဲ့စွပ်ပြုတ်တစ်ခွက်ကိုကျွန်တော်တွေးလိုက်ရတယ်ဘေးမှာစားတစ်ဆောင်နဲ့အတူ25ရွမ်တဲ့ကျွန်တော်စိတ်ထဲမှာတွက်ချက်လိုက်မိတာကဒီဟင်းတွေကအသားတွေဟင်းသီးဟင်းရွက်တွေနဲ့ကြည့်ရတာအရန်ကောင်းနေတယ်ဒီလိုဟင်းမျိုးကိုစိုင်းမှာစားရင်အနည်းဆုံး50ရွမ်လောက်ကြာမှာဒါပေမဲ့အခုတော့ကျွန်တော်တို့ကြားမှာ25ရွမ်ပဲကြာတင်တယ်တကယ်ကိုတန်တာပဲကျွန်တော်တူကိုကောက်ကင်အယောင်တောက်နေတဲ့ဝက်သားနီချက်တုံးကိုယူပြီးပါဇက်ထဲကောက်ထည့်လိုက်တယ်အရသာကအရန်ကောင်းလုံးလို့ရှားပါမျိုးချမိတော့မတက်ပါပဲကျွန်တော်အစားအစာတွေကိုအငမ်းမရစားရင်လည်းလေထဲကိုပဲတူတူလေးပြောလိုက်တယ်ဟေးခမရကတကယ်ကိုကက်ဆေးနေတာပဲလူကတည်သွားပြီကိုအခုထိဆေးနေနေတော့ပဲနည်းနည်းလောက်စိတ်သဘောထားမကြည့်နိုင်ဘူးလားစားပြီးတဲ့နောက်ကျွန်တော်အားရပါရလေ့ကျင့်တက်လိုက်တယ်စီဦးတွေပေးနေတဲ့ပကံတွေကိုကြည့်ပြီးကျွန်တော်ရဲ့အပြင်းယောဂါကထလာတယ်ဒါနဲ့ကျွန်တော်ကကျွန်တော်ရဲ့အခန်းဖော်ရဲ့တိခတ်နိုင်စွမ်းကိုစမ်းသပ်ကြည့်ဖို့ပကံတွေကိုမစေးပဲစင်ပေါ်မှာပဲတင်ထားလိုက်တယ်နောက်တနေ့မနက်မှာတော့အိုးခွက်ပကံတွေတိုက်ချွတ်တန်ကြောင်ကျွန်တော်နိုးလာခဲ့တယ်ကျွန်တော်မိဖို့ချောင်းတကားစီကိုခြေပြားထောက်ပြီးတွားကြည့်တဲ့အခါစင်ပေါ်ကပကံတွေကပြောင်းလဲပြီးတည်တည်တက်တက်စီထားတာကိုတွေ့ရတယ်ဘေးမှာလည်းစာရွက်တရွက်နဲ့ဒီတစ်ခါတော့တွေးနဲ့ရေးထားတာမဟုတ်ပဲရိုးရိုးဘောပင်မဲနဲ့ရေးထားတာပါပကံစေးကတစ်ခါစေးငါရွန်လာကုံမှစရင်ရှင်းမယ်ကျွန်တော်ကတော့ဒေါသထွက်ထွက်နဲ့ရေလိုက်မိတယ်ဟာဟာဟာကျွန်တော်ရဲ့အသက်20ကျော်တက်တန်းတစ်လျှောက်မှာဒီလိုစီကန်းကြီးတဲ့တရေမျိုးကိုမြင်ဘူးတာပထမဆုံးပဲကျွန်တော်ရဲ့အရှုံးမပေးခြင်းနဲ့စိတ်တက်ကတောက်လောင်လာတယ်ညံစမ်းတိုက်ပွဲပေါ်ဟုတ်လားလာလေကျွန်တော်ကအမိုက်အိပ်ပြေကိုတကားဝမှာလမ်းတဝက်ပိတ်ပြီးတမင်ချထားလိုက်တယ်တတိရှိရင်တွားပြစ်လိုက်စမ်းပါမထင်မှတ်ပဲနောက်တနေ့မှာအမိုက်အိပ်ကပျောက်သွားတယ်တကားမှာလည်းစာတိုလေးကတ်ထားတယ်ပို့ဆောင်က30ရွမ်တဲ့ကျွန်တော်ညနေတကောင်အချိန်ပိုအလုပ်တွေလုပ်ပြီးလူကတပိုင်းတည်ဖြစ်ကအင်ကိုပြန်လာခဲ့တယ်မှောင်ထဲမှာမီးကလုတ်ကိုစမ်းတဝဝရှာနေတော့မှပဲအဲ့ခမ်းမီးကအလိုလိုပွင့်လာတယ်အလင်းရောင်ကမစူးပဲနူးညံ့နေတယ်ကျွန်တော်နှလုံးသားရဲ့ထောက်တနေရာကနူးညံ့သွားခဲ့တယ်အဲ့ဒီနောက်မီးအိမ်ပေါ်ကနေစာရွက်လေးတစ်ရွက်ဝဲကျလာတယ်မင်းအတွက်မီးဖွင့်ပေးထားတယ်မီးဖို့ချောင်ကတီးတန့်ခုနကလေးတင်ဆက်တက်လာတဲ့နှွေးထွေးမှုလေးဟာမီးဖို့ချောင်ကတီးတန့်ဆိုတဲ့စာသားကြောင့်ချက်ချင်းပဲပျက်စီးသွားရတယ်ကျွန်တော်မျက်နှာချက်ကိုကြည့်ပြီးမျက်စောင်းထိုးလိုက်မိတယ်ရက်တွေကုန်လွန်လာရင်းနဲ့ဒီထူးဆန်းပြီးရေးစရာကောင်းတဲ့ညံစမ်းတိုက်ပွဲတွေကြားထဲမှာကျွန်တော်အခန်းဖော်ရဲ့အကျင့်ကိုကျွန်တော်နားလည်လာခဲ့တယ်နာမည်ကစူးဟန်ရန်စွဲနေတဲ့သူကအရန်တန်ရှင်းတက်တဲ့သူကျွန်တော်သာအတွင်းခံပေါင်းပြီးကိုကျမ်းပြင်ပေါ်ပစ်ထားမိရင်အဲ့ဒါကအလိုလိုရေးစေးကန်တဲ့ကိုခုံဝင်သွားလိမ့်မယ်သူကအစီအစဉ်တကြဖြစ်ချင်စိတ်လည်းရှိသေးတယ်ကျွန်တော်စာအုပ်စင်ပေါ်ကစာအုပ်တွေကအနှိမ့်အမြင့်အတိုင်းမစီထားရင်နောက်တစ်နေ့မှာအလိုလိုတည်တည်တက်တက်ဖြစ်နေလိမ့်မယ်သူကဟင်းချက်အရန်ကောင်းတယ်ဒါပေမဲ့အညိုရန်ကြီးတယ်ဟင်းကငန်တယ်လို့ကျွန်တော်သွားညှိမိရင်သူကကျွန်တော်ကို3ရက်ဆက်တိုက်ပဲပြပြုတ်ပဲကျွေးတော့တာသူကစကားလည်းအရန်နာအောင်ပြောတတ်သေးတယ်ကျွန်တော်ရှော့စည်းနဲ့ရှက်အင်ကြီးတစ်ထဲဝဲလာတယ်ကျွန်တော်မှန်ရှိမှဝစ်ကြည့်နေတော့မှပဲမှန်ပုံမှာစာသားတွေတဖြည်းဖြည်းပေါ်လာတယ်အလှပမြင်ကတန်တရားဖြစ်เสียရပဲအရသာကလည်းတန်တရားဖြစ်เสียရပတ်စံအိတ်ကတော့ပိုလို့တောင်တန်တရားဖြစ်เสียရပဲကျွန်တော်ဒေါသထွက်လုံးလို့လေထဲကိုပဲအော်ဟစ်လိုက်တယ်ခမည်းနဲ့ပါဆိုင်လဲစရင်ခွဲဖို့ကိုတေတာထက်ပိုကြောက်တဲ့လူကြီးရဲ့အဲ့ဒီအခါမှန်ပုံကစာသားတွေကမင်းနဲ့ငါအတူတူပါပဲ each other လို့ပြောင်းသွားတယ်ကျွန်တော်သူ့ရဲ့ရှိနေမှုကိုကျင့်သားရလာတယ်နည်းနည်းတောင်သဘောကျလာမိတယ်အနည်းဆုံးတော့ကျွန်တော်ခောက်ဆွဲ6တွေထပ်မစားရတော့ဘူးအနည်းဆုံးတော့ဒီအေးဆက်တဲ့မျိုးကြီးပြကြီးထဲမှာကျွန်တော်အတွက်မိဖွင့်ပေးမဲ့သူရှိနေတယ်အဲ့ဒီမိကပတ်စံပေးရမယ်ဆိုရင်တော့မှပေါ့အဲ့ဒီနေ့မှာကျွန်တော်ရဲ့တူးရဲသောညီကိုကြည်ပိုင်ချမ်းကျဲပဲချင်းကျွန်တော်စီလာလေတယ်စူးဟန်ရန်ကိုကျွန်တော်ညီလာမဲ့အကြောင်းကြိုပြောထားတယ်သူကကြောက်တတ်တဲ့သူမို့လို့ဒီနေ့တော့ငြိမ်ငြိမ်လေးနေပေးဖို့ပေါ့စပွဲပေါ်ကမဂဇင်းတအုပ်ကကြွတက်လာပြီးโอเคဆိုတဲ့စာလုံးကြီးတွေပေါ်လာတယ်နောက်တနေ့ကြည်ပိုင်ချမ်းရောက်လာတဲ့အခါသူကအနံ့ကိုအကျယ်တဝင်းရှူရှိုက်လိုက်တယ်ရှမ်မိုကပြောတယ်မင်းတော့ချမ်းသာနေပြီပဲအိမ်ပေါ်တောင်ငါထားတယ်ပေါ့ဒီအိမ်ကအရန်တက်နေတာပဲမင်းနေတဲ့နေရာနဲ့တောင်မတူဘူးမင်းရဲ့လူနေမှုအဆင့်တန်းမြင့်လာပြီပဲသူစကားပြောလို့လဲဆုံးရောတနက်ပြစ်ကားပြနေတဲ့ဒီကရုတ်တရက်စီးပွားရေးသတင်းလိုင်းကိုပြောင်းသွားတယ်ကြည်ပိုင်ချမ်းကချက်ချင်းလန့်သွားတယ်ဝေမုတ်ပင်မှာလဲဘလို့ဖြစ်ပြီးလိုင်းကရုတ်တရက်ပြောင်းသွားတာလဲလိုင်းချိတ်ဆက်မှုမှာပြဿနာရှိလို့ဖြစ်မှာပါဘာတွေလဲကွာတရေခွက်ကအလိုလိုရွှေ့သွားတယ်မကြောက်ပါနဲ့ငါအခန်းဖော်ကနည်းနည်းနောက်တက်တာပါဒါပေမဲ့သူကဟင်းချက်အရန်ကောင်းတယ်အာရန်မင်းဖီအားတွေအရန်များပြီးစိတ်ချောက်ချနေတာလားကျွန်တော်တပြင်းချလိုက်မိတယ်ဒါကိုရှင်းပြဖို့နီးလန့်မရှိဘူးဆိုတာသိနေလို့ပါဇဝေဇဝါဖြစ်နေတဲ့ကြည်ပိုင်ချံကိုပြန်ပို့ပြီးတဲ့နောက်ကျွန်တော်ဆိုဖာပေါ်မှာထိုင်နေရင်နည်းနည်းတော့ဟာတာဖြစ်နေမိတယ်အဲ့ခန်းကမီးတွေကမှိန်သွားပြီးပိုလို့တောင်နူးညံ့သွားတယ်ကျွန်တော်ပြတင်းပေါက်ကြီးစီကိုလှည့်ကြည့်လိုက်မိတယ်ကာဝဲအနီရောင်နဲ့အရက်ရှိရှိပုံရိပ်တစ်ခုကကျွန်တော်ရှိမှပထမဆုံးအကြိမ်ဖြစ်အထင်ရှားပေါ်လာတယ်သူမကဝေဝါးနေတော့မယ်ရှောက်လန်းနေတဲ့မြူကိုးတွေလိုမျိုးပဲဒါပေမဲ့သူမရဲ့ရှည်လျားတဲ့စပင်တွေကိုတော့ကျွန်တော်မြင်နိုင်တယ်ဒီနေ့မနက်ကကျွန်တော်မတန်ရှင်းရသေးတဲ့ပြတင်းပေါက်ကိုသူမကတေးတေးတက်တက်တုံနေတယ်သူမရဲ့လှုပ်ရှားမှုတွေကအရန်ကိုအာယုံစိုက်ပြီးတည်ငြိမ်နေတဲ့တကယ်ကိုစနစ်တကျရှိလာတဲ့အလှတရားမျိုးပဲရုတ်တရက်ကျွန်တော်ညီရဲ့စိုးရိမ်မှုတွေနဲ့လောကကြီးရဲ့နားမလည်မှုတွေကအရေးမကြီးတော့တယ်လို့ခံစားလိုက်ရတယ်ဒီမျိုးကြီးပြကြီးထဲမှာနောက်ဆုံးတော့ကျွန်တော်မှာအိမ်တလုံးနဲ့အရန်ထူးခြားတဲ့ကျွန်တော်ရဲ့မိသားစုရှိလာခဲ့ပြီဒါပေမဲ့ဒီပြောစရာအချိန်တွေကကြာရှည်မခံခဲ့ဘူးအရင်ရှင်စနစ်ရဲ့အေးဆက်မှုကကျွန်တော်စီကိုရောက်လာခဲ့တယ်အေးဆက်အီးမေးလ်တစ်စောင်နဲ့စာသားအနေငယ်ကကျွန်တော်ရဲ့တနေ့နှစ်နာရီကြာသွားလာရတဲ့အလုပ်ကိုအဆုံးသတ်လိုက်တယ်ကျွန်တော်ကတ်ထူကားလေးကိုပိုက်ပြီးလူစီကားတဲ့လမ်းမတွေပေါ်မှာရှောက်လာရင်ပထမဆုံးအကြိမ်ဖြစ်အလကားဖြစ်သွားတဲ့အမိုက်တစလို့ခံစားလိုက်ရတယ်အိမ်ပြန်ရောက်တော့ကျွန်တော်ဆောင်ထဲကောင်းဝင်ပြီးအိတ်နေလိုက်တယ်ကြာရှည်စွာဖိနှိပ်ထားခဲ့တဲ့နာကျင်မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကနောက်ဆုံးတော့ပောက်ကွဲထွက်လာတော့တယ်ကျွန်တော်ဘယ်လောက်ကြာငိုနေမိလဲမသိဘူး
အခန်းထဲကနေကျွန်တော်အကြိုက်ဆုံးကနဝင်တီးတချင်းဖြစ်တဲ့ဒေါကရဲ့ From the New World တန်စင်ကပြန့်လွင့်လာတယ်ဒီတချင်းကအရန်လာတဲ့ခက်ခဲတဲ့နေ့ရက်တွေကိုတော့ကြောက်ဖြတ်နိုင်စေတယ်လို့ကျွန်တော်စားရင်တောက်ရင်လေရဲကိုပြောခုခဲ့တယ်ကျွန်တော်နိုင်ရီတွေတုပ်ပြီးအခန်းထဲကနေလေးလံတဲ့ခြေလမ်းတွေနဲ့ထွက်လာခဲ့တယ်သမင်းစပွဲပေါ်မှာပူပူနွေးနွေးကိုကာကိုလာကြက်တောင်ပန်းကျော်တပွဲရှိနေတယ်ဘေးမှာလည်းစာရွက်လေးတစ်ရွက်ရှိနေတယ်အဲ့ဒီစာရွက်မှာရေးထားတဲ့စကားလုံးနှလုံးထဲကတော့အခမဲ့အစားအစာ free meal တဲ့နောက်ဆုံးတော့ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်ဝမ်းနဲ့လို့မဟုတ်ပဲနှွေးထွေးမှုကိုခံစားရလို့ပါပထမဆုံးအကြိမ်ဖြစ်ကျွန်တော်လေးတဲ့ကိုကျေးဇူးတင်ပါတယ်လို့ရိုးရိုးသားသားပြောလိုက်မိတယ်စူးဟန်ရန်ပြင်ပေးတာကိုစားပြီးတဲ့နောက်ကျွန်တော်ကွန်ပျူတာဖွင့်ပြီးကိုရေးရာဇဝင်တွေကိုအသေးအတန်လျှောက်တော့တယ်ဒါပေမဲ့ဘာသတင်းမှပြန်မလာခဲ့ဘူးတခါတလေအင်တာဗျူးခေါ်ပေမဲ့နောက်ဆုံးမိနစ်မှာအမြဲတမ်းညှင်းပယ်ခံရတဲ့ဘဏ်အကောင့်ထဲကငွေတွေရောလာတာကိုကြည့်ရင်ကျွန်တော်ရဲ့စိုးရိမ်စိတ်ကပိုများလာပြီးအိမ်မပျော်တဲ့ညတွေကိုဖျက်ဆီးလာရတယ်နောက်ဆုံးတော့ကျွန်တော်အမြဲတမ်းအိမ်မက်မက်ခဲ့တဲ့ကုမ္ပဏီတစ်ခုကနေအင်တာဗျူးဖိတ်စာရလာခဲ့တယ်ဒါနဲ့ကျွန်တော်ရဲ့ဘီရိုအောက်ခြေကတထဲထဲသောဝစ်စုံပြည့်ကိုထုတ်လိုက်တယ်အင်တာဗျူးမဲ့နေ့မှာကျွန်တော်စောစောထားခဲ့တဲ့အရန်ရင်ခုန်နေတာကြောင့်ကော်ဖီဆိုင်မှာမနက်စာဝယ်တဲ့အခါကျွန်တော်လက်တွေတုံနေပြီးပူပူနွေးနွေးကော်ဖီတွေကအင်ဂျီဘော်ကိုမှောက်ကျကုန်တယ်အဲ့ဒီအချိန်မှာကောင်းကင်ကြီးပြူကျသွားတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်အိမ်ကိုအလောတကြီးပြန်ပြေးလာပြီးတေးချင်းစိတ်တောင်ပေါက်သွားတယ်အင်တာဗျူးဖို့တနာရီပဲလိုတော့တယ်အစ်စ်ဝယ်ဖို့လည်းအချိန်မရှိတော့ဘူးဒီလိုပဲအရှုံးပေးလိုက်ရတော့မှလားအဲ့ဒီအချိန်မှာပဲရေချိုးခန်းထဲကအဝတ်လျှော်ဆက်တန်ကိုကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်ကြောင်သွားတယ်ကျွန်တော်ပြေးသွားကြည့်တဲ့အခါကော်ဖီပေးနေတဲ့အင်ဂျီကအဝတ်လျှော်ဆက်ထဲမှာမိနစ်20လောက်လည်နေတယ်ပြီးတော့အချောက်ခံဆက်ကလည်းမိနစ်20လည်တယ်နောက်ဆုံးမှာတော့တန်ရှင်းတွေထွေးပြီးမွေးပြက်နေတဲ့အင်ဂျီတစ်ထည်ကကျွန်တော်တကားမှာအလိုလိုချိတ်ထားတာကိုတွေးလိုက်ရတယ်ကျွန်တော်အင်ဂျီအသစ်ဆက်ကိုကြည့်ပြီးအိမ်မက်မက်နေတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်အင်ဂျီလဲလိုက်တယ်တကားအပြင်ကိုပြေးထွက်ပြီးမြေအောက်ရထားပူတာကိုတွားခဲ့တယ်လမ်းမှာလူကျက်တဲ့အချိန်မို့လို့အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးလာနေပြီးကျွန်တော်ချွေးတွေတရွှဲရွှဲထွက်နေတဲ့ဘတ်စကားဘော်ကိုတိုးဝေးတက်တော့မဲ့အချိန်မှာပဲကျွန်တော်ရှိကမြေအောက်ရထားကအလိုလိုအချက်ပေးတန်မြည်ပြီးမိစိမ့်ပြကတကားတွေပွင့်လာတယ်ဘာမှမစင်စားပဲကျွန်တော်ပြေးလွှားတက်လိုက်တယ်ကျွန်တော်စီးမဲ့ရထားတကားတွေကဖြည်းဖြည်းချင်းပိတ်နေပြီးကျွန်တော်နှလုံးသားတကားပိတ်တော့မဲ့အချိန်မှာပဲတခုခုကတကားကြားထဲမှာညက်သွားတယ်လို့မျိုးဖြစ်သွားပြီးအချက်ပေးတန်တွေမြည်လာပြီးတကားကပြန်ပွင့်လာတယ်ကျွန်တော်ရထားဘော်ကိုအသေးအတန်တက်လိုက်နိုင်တယ်ရင်တွေလည်းအယမ်းခုန်နေတယ်ဒါတွေအားလုံးကတိုက်ဆိုင်လုံးနေတဲ့တစုံတစ်ယောက်ကကျွန်တော်အတွက်လမ်းခင်းပေးထားတယ်လို့ပဲအင်တာဗျူးမစခင်ကမိနစ်အလိုမှာကုမ္ပဏီကိုကျွန်တော်ရောက်သွားခဲ့တယ်အင်တာဗျူးခန်းထဲမှာစောင့်နေရတဲ့စက္ကန့်တိုင်းကတကယ်ကိုဝေဒနာပါပဲအကြာကြီးစောင့်ပြီးတဲ့နောက်ဆုံးတော့ကျွန်တော်အလှည့်ရောက်လာပြီကျွန်တော်အသက်ပြင်းပြင်းရှူပြီးအခန်းထဲကိုဝင်သွားခဲ့တယ်အင်တာဗျူးသူ၄ယောက်ကစီတန်းထိုင်နေကြပြီးသူတို့မျက်နှာတွေကတည်ကြည်နေတယ်ကျွန်တော်လက်တွေကစိုးရိမ်စိတ်ကြောင့်ချွေးတွေထွက်နေတယ်ကျွန်တော်ပြင်ဆင်လာတဲ့မိတ်ဆက်စကားတွေကရှာဖျားမှနေရှိနေပေမဲ့ရုတ်တရက်အကုန်မေ့သွားတဲ့အုံနောက်ကရက်သွားတယ်လို့ပဲကျွန်တော်ရှက်လွန်းလို့မြေကြီးထဲပဲဝင်သွားခြင်းစိတ်ပေါက်နေတဲ့အချိန်မှာပဲစပွဲပေါ်ကဘောပင်တစ်ချောင်းကအလိုလိုလိမ့်လာတယ်ကျွန်တော်အလိုလျောက်ပဲအဲ့ဒီဘောပင်ကိုဖမ်းကင်လိုက်တယ်အေးဆက်ဆက်အထိတွေ့ကြောင့်ကျွန်တော်ချက်ချင်းကြည်ငြိမ်သွားတယ်ကျွန်တော်ငုံကြည့်လိုက်တဲ့အခါဘောပင်ပေါ်မှာဓာတ်နဲ့ထွင်းထားတဲ့တင်းငယ်ပေမဲ့ထင်ရှားတဲ့စာလုံးနှလုံးကိုတွေ့လိုက်ရတယ်ကျွန်တော်နှလုံးသားကချက်ချင်းကြည်ငြိမ်သွားတယ်အဲ့ဒီစာလုံးနှလုံးကကျွန်တော်ခန္ဓာကိုယ်ထဲကိုအာဆီတစ်ချက်ထိုးထည့်လိုက်တယ်လို့ပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကရှမ်မိုယန်ရှင်မောရင်ပါအဲ့ဒီအင်တာဗျူးမှာကျွန်တော်အရင်ကထပ်ပိုကောင်းအောင်ဖြေနိုင်ခဲ့တယ်တပတ်အကြာမှာတော့ကုမ္ပဏီကနေအလုပ်ခန့်စာ offer letter ကျွန်တော်ရခဲ့တယ်ပထမဆုံးနေ့မှာပဲကျွန်တော်စူပါမားကတ်ကိုအပြေးသွားပြီးဝိုင်းကောင်းကောင်းတစ်ပုံနဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေအများကြီးဝယ်ခဲ့တယ်အိမ်ရောက်တော့ကျွန်တော်ဟင်းတွေအများကြီးချက်လိုက်တယ်ပြီးတော့ဝိုင်းဖန်ခွက်နှစ်ခွက်ထဲကိုဝိုင်းတွေထည့်လိုက်တယ်ဖန်ခွက်မြောက်ပြီးစူးဟန်ရန်ကိုဒါကခမ ्या ကိုကျေးဇူးတင်တာပါကျွန်တော်ရဲ့အမခံထောက်တိုင်ကြီးလို့ပြောတယ်ဖန်ခွက်ကလှုပ်သွားတယ်ဖန်ခွက်ချင်းထိတန်လေးပေါ်လာတယ်ကျွန်တော်ပြုံးပေမဲ့မျက်ရည်ကျတယ်ကျွန်တော်မှစောင့်ရှောက်သူရှိတယ်ဆိုတာသိလိုက်ရတယ်အလုပ်တရပြီးနောက်စူးဟန်ရန်နဲ့အတူနေရတာပိုအဆင်ပြေလာတယ်ကျွန်တော်ကပတ်စံရှာတယ်သူကအိမ်ကိုထိန်းတဲ့စီးပွားရေးတွေးခေါ်နဲ့ကျွန်တော်ရဲ့ငွေကြေးသုံးစွဲမှုကိုလည်းစောင့်ကြည့်ပေးတယ်မစ္စတာလင်းမောင်ဝင်းဒီမှာနေရတာအဆင်ပြေရဲ့လားဒီအိမ်ရဲ့ဒီနေရာနဲ့ဖွဲ့စည်းပုံကအရန်ကောင်းပါတယ်အရင်ကတခုခုဖြစ်ခဲ့ဘူးလို့လူများစုကတော့မနေရကြဘူးဒါပေမဲ့မင်းကြည့်ရတာအဆင်ပြေနေတာပဲဒါကြောင့်မင်းအတွက်တော့ဘာမှမဖြစ်ဘူးဆိုတာငါသိတယ်တကယ်ကိုကောင်းပါတယ်ကျွန်တော်ကဒီအိမ်မှာအရင်ကဘာဖြစ်ခဲ့လဲဆိုတာနည်းနည်းသိချင်ရုံပါကျွန်တော် online မှာရှာကြည့်တော့အိမ်ရှင်ကမတော်တဆမှုနဲ့တည်သွားတယ်ဆိုတဲ့ဝေဝါးတဲ့သတင်းတစ်ပုဒ်တွေ့မိတယ်အဲ့ဒါတွေကအတိတ်ကပါမတော်တဆမှုတစ်ခုပဲလူငယ်လေးအဲ့ဒါတွေကိုတိတ်မစင်စားပါနဲ့စိတ်မပူပဲဒီမှာပဲဆက်နေပါဒီအိမ်ရဲ့ feng shui ဖုန်းရွှေကတကယ်ကိုကောင်းပါတယ်ကြည်လေမင်းဒီကိုပြောင်းလာပြီးမှအလုပ်တွေပြောင်းပြီးပိုကောင်းတဲ့အလုပ်တွေတောင်ရနေတာပဲမင်းရဲ့ကန်စားတာကတက်တော်မှာသူကစကားလမ်းကြောင်းကိုပပနက်နက်ပဲလွှဲလိုက်တယ်ကျွန်တော်ကိုအများကြီးမစင်စားဘူးပဲအမြဲပြောနေတယ်သူ့ရဲ့ထက်သန်မှုကကျွန်တော်အတွက်တော့တခုခုထူးဆန်းနေတယ်လို့ပဲတာမန်အိမ်ချမ်းမြေအကျိုးဆောင်တယောက်ဆိုရင်အိမ်ငါးခါနဲ့စာချုပ်ကိုပဲစိတ်ဝင်စားမှာပါသူကဘာလို့ကျွန်တော်ရဲ့စိတ်ချမ်းသာရေးကိုဒီလောက်ထိစိုးရိမ်နေပြီးဒီအိမ်ရဲ့တမိုင်းကြောင်းကိုမသိအောင်တားဆီးနေရတာလဲစကားတွေပြောပြီးတဲ့နောက်ကျွန်တော်လူရောင်မှုရောက်ကိုနှုတ်ဆက်လိုက်တယ်ဒါပေမဲ့ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့တန်တရားတွေကိုမပြောက်စေတဲ့အပြင်ပိုလို့တောင်တတိထားမိလာစေတယ်အဲ့ဒီညမှာကျွန်တော်ကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့တယ်အိမ်မက်ထဲမှာကျွန်တော်ကအဖြူရောင်မြူကိုးတွေကြားမှာရက်နေတဲ့ဘေးပတ်ဝန်းကျင်ကိုဘာမှမမြင်ရဘူးရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ပြီးတော့မရင်းနှီးတဲ့အတန်တွေပြင်းပြင်းထန်ထန်ငင်းခုန်နေတာကိုကြားရတယ်ဒါစူးဟန်ရံပဲငါမင်းကိုတငယ်ချင်းလိုဆက်ဆံခဲ့တာမင်းဘယ်လိုလုပ်ပြီးဒီပတ်စံတွေကိုထိရတာလဲလူရောင်မင်းယူနေတာလားငါ့ကိုနောက်တစ်ချိန်ပဲကူညီပါဒါနောက်ဆုံးအချိန်ပါငါပေါက်ပြန်ဖာပေးမယ်လို့ကတိပေးပါတယ်မဖြစ်နိုင်ဘူးဒါကဖောက်တည်ရဲ့ပတ်စံတွေလေမင်းရာဇဝတ်မှုကျူးလွန်နေတာပဲမင်းငါ့ကိုတေးအောင်တွန်းပို့နေတာပဲငင်းခုန်တန်တွေကပိုပြီးကျဲလောင်လာတယ်နောက်ဆုံးမှာတော့လေးလံတဲ့အရာတစ်ခုနဲ့ရိုက်တန်တဲ့ကျမ်းပြင်ပေါ်တစ်ခုခုကြားတန်ကိုကြားလိုက်ရပြီးအရာအလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်အိမ်မက်ကနေရုတ်တရက်နိုးလာတယ်ရင်တွေတုန်နေပြီးကြောတွေလည်းအေးဆက်နေတယ်
အဲ့ဒီအိမ်မက်ကတကယ်ကိုအစ်စ်အမှန်တိုင်းပဲအိမ်မက်ထဲမှာစူးဟန်ရန်ကလူရောင်ရဲ့နာမည်ကိုခေါ်ခဲ့တယ်ကျွန်တော်မီးဖွင့်ကြည့်လိုက်တဲ့အခါစာကြည့်ခန်းတကားကဟန်နေတာကိုတွေ့ရတယ်အိတ်ခါနီးကကျွန်တော်ပိတ်ထားခဲ့တာပါကျွန်တော်အထဲဝင်ကြည့်တော့အမြဲတမ်းတော့ခတ်ထားတဲ့စပွဲရဲ့အောက်ဆုံးအဆင့်ကအခုပွင့်နေတယ်အထဲမှာအစာအုပ်မဲတအုပ်ရှိနေတယ်ကျွန်တော်အဲ့ဒီတာရီဒဏ်ရာကြီးကိုကြည့်ပြီးရင်တွေခုန်လာမိတယ်စူးဟန်ရန်ကကျွန်တော်ကိုလမ်းညွှန်နေတာလားကျွန်တော်လက်တွေတုံရင်နေရင်းနဲ့ဒဏ်ရာကြီးကိုဖွင့်လိုက်တယ်မှတ်တမ်းတွေကအများအားဖြင့်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနဲ့နေ့စဉ်ကိစ္စတွေအကြောင်းပါကျွန်တော်အမြန်ပဲလှန်ကြည့်လိုက်တော့ဒဏ်ရာကြီးရဲ့နောက်ဆုံးပိုင်းမှာခဏခဏပေါ်နေတဲ့နာမည်တစ်ခုကိုတွေ့ရတယ်လူရောင်ဒဏ်ရာကြီးထဲမှာရေးထားတာကစူးဟန်ရန်နဲ့သူ့ရဲ့စီးပွားဘက်ကရင်းနှီးမြှုပ်နှံမှုတစ်ခုမှအတူတူလုပ်ခဲ့ကြတဲ့နောက်ပိုင်းမှာစူးဟန်ရန်ကလူရောင်ဟာပတ်စံများကြီးကိုခိုးယူပြီးအန်ဒီရများတဲ့ crowd တွေမှာရင်းနှီးမြှုပ်နှံခဲ့တာကိုသိသွားခဲ့တယ်။အဲဒါကြောင့်အရှုံးများကြီးပေါ်ပြီးငွေကြေးပြဿနာအကြီးအကျယ်တက်ခဲ့တဲ့စူးဟန်ရန်ကဒဏ်ရာရီထဲမှာရေးထားတာကလူရောင်ကဒီလိုမျိုးလုပ်လိုက်မယ်လို့ငါမယုံနိုင်ဘူး။သူ့လုပ်ရအတွက်သူတာဝန်ယူအောင်ငါလုပ်ရမယ်။ဒါဟာသူ့ရဲ့နောက်ဆုံးမှတ်တမ်းပဲကျွန်တော်တွေးအေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်။ကျွန်တော်ဒဏ်ရာရီကိုအခန်းထဲယူလာခဲ့တယ်။ကျွန်တော်စူးဟန်ရန်ကိုအတန်တွေတုံရင်းမေးလိုက်တယ်။မင်းကိုတက်လိုက်တာလူရောင်လားစကားလဲဆုံးရောအခန်းထဲကအပူချိန်ကရုတ်တရက်ထိုးကျသွားတယ်ခေါင်းပေါ်ကဖန်ဆိုင်မိအင်ကြီးကပြင်းပြင်းထန်ထန်လှုပ်ခါလာပြီးကတင်ဘေးကနာယီကကျမ်းပြင်ပေါ်ကျပြီးကွဲသွားတယ်။ဒါကကျွန်တော်မြင်မှုသမျှထဲမှာသူ့ရဲ့အပြင်းထန်ဆုံးတုံ့ပြန်မှုပဲဒါဟာကျွန်တော်ရဲ့တန်တရားတွေကိုအတီးပြုတ်ပေးလိုက်တာပါပဲ။စူးဟန်ရန်ရဲ့တေးဆုံးမှုကမတော်တဆမဟုတ်ဘူးသူမဟာအသက်ခံခဲ့ရတာ။တရားဥပဒေလက်ကနေလွတ်နေတဲ့တရားခံကတော့ကျွန်တော်ကိုအမြဲတမ်းပြုံးပြနေတဲ့အိမ်ချမ်းမြေအကျိုးဆောင်လူရောင်ပဲဖြစ်တယ်။အမှန်တရားဟာအေးဆက်တဲ့ဓာတ်တစလိုပဲကျွန်တော်ရဲ့အေးချမ်းတဲ့ဘဝလေးကိုထိုးခွဲလိုက်တယ်။စူးဟန်ရန်တေးတေးတက်တက်ထိမ့်သိမ်းထားတဲ့ဒီအိမ်လေးကိုကြည့်ရင်ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်ကြောချမ်းသွားမိတယ်။ကျွန်တော်ရှမ်မိုရန်ကိုလစ်လျူရှုပြီးမင်းနောက်ဆုတ်လို့မရဘူးလို့ပြောလိုက်တယ်စူးဟန်ရန်ကပြန်ပြောတယ်စိတ်မပူပါနဲ့သူ့ကိုရောက်တဲ့နေရာရောက်အောင်ငါကူညီမယ်အခန်းထဲကမီးတွေကမိတ်တုံဖြစ်နေရကနေပုံမှန်နှွေးထွေးတဲ့အယောင်ကိုပြန်ပြောင်းသွားတယ်ကျွန်တော်အသက်ပြင်းပြင်းရှုပြီးအစီအစဉ်တစ်ခုဆဆွဲတယ်ကျွန်တော်မှတက်တည်လို့တယ်ဒိုင်ယာရီကအရေးကြီးတဲ့တဲလုံဆက်ဖြစ်ပေမဲ့သူ့ကိုထောင်ချဖို့တော့မလုံလောက်သေးဘူးလူရောင်ကိုယ်တိုင်အမားကျူးလုံမိအောင်ကျွန်တော်လုပ်ရမယ်ကျွန်တော်လူရောင်ကိုထပ်ဆက်သွဲလိုက်တယ်ကျွန်တော်ကရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားလို့အကြံပေးပါဦးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဒီတစ်ခါတော့စူညံနေတဲ့ coffee site တစ်ခုမှာတွေ့ဖို့ချိန်လိုက်တယ်ပြီးတော့ဖုန်းထဲက recording ကိုလည်းကြိုးဖွင့်ထားလိုက်တယ်ညီလေးလီ brother like ကတကယ်ကိုရီမန်းချက်ကြီးတာပဲအလုပ်တည့်ရတာနဲ့ရင်းနှီးမြှုပ်နှံမှုတောင်စဉ်းစားနေပြီကျွန်တော်ကမတက်နိုင်လို့ပါဆင်းရဲမှာကြောက်လို့အဓိကကတော့အမကြီးအောင် sister ရောကအမြင်ရှိလို့ပါကျွန်တော်ကိုဒီလိုအိမ်ကောင်းကောင်းလေးညွှန်းပေးခဲ့တာဒီအိမ်ကကျွန်တော်ကိုကံကောင်းစေတယ်ဒါနဲ့ပြောရအောင်မယ်ကျွန်တော်အိမ်ရှင်ဟောင်း Mrs. Su အကြောင်းကိုလည်းအရန်စိတ်ဝင်စားနေတော့မယ်သူမကငွေကြေးပိုင်းမှာတကယ်ထိတ်တန့်လူတယောက်လိုကြားတယ်သူမလည်းရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တာလားကျွန်တော်လူရောင်ရဲ့မျက်လုံးတွေကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်တယ်စူးဟန်ရန်ဆိုတဲ့နာမည်ကိုကျွန်တော်ပြောလိုက်တဲ့အချိန်မှာသူမရဲ့မျက်တုံငယ်အိမ်တွေကတိတိတတ်တာကြုံသွားတယ်ဟုတ်ပါတယ် Mrs. Su ကတကယ်ကိုထူးချွန်တဲ့သူပါအရွယ်ကောင်းဆုံးတည်သွားတာနှမျောစရာပါပဲကျွန်တော်မကြသေးခင်ကသူမခြံထားခဲ့တဲ့ဒိုင်ယာရီတွေနဲ့မှတ်စုအချို့ကိုအိမ်မှာတွေ့ခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်နားမလည်တဲ့နည်းပညာသုံးစကားလုံးတွေအများကြီးပဲမကြီးအောင်ကသူမကိုကောင်းကောင်းသိတာဆိုတော့ကျွန်တော်ကိုနည်းနည်းလောက်ကူကြည့်ပေးနိုင်မလားကျွန်တော်ငါးစာချလိုက်ပြီးလူရောင်ရဲ့မျက်နှာကအနှဲငယ်ပြောင်းလဲသွားတယ်ကော်ဖီကွက်ကိုကင်ထားတဲ့သူမလက်တွေကတုံနေတဲ့ဒိုင်ယာရီတွေအခြားသူရဲ့ပုံကိုယ်ရေးပစ္စည်းတွေကိုငါတို့ကဒီတိုင်းမကြည့်တင်ဘူးလေအဲ့ဒါထက်ညီလေးရှံမင်းအဲ့ဒီအိမ်မှာထူးထူးဆန်းဆန်းတွေရောကြုံရသေးလားသူ့တန်ကတိုးသွားပြီးမျက်လုံးတွေထဲမှာတစ်ခုခုကိုစူးစမ်းနေတဲ့ပုံစံမျိုးကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်သူကကျွန်တော်ကိုစမ်းတက်နေတာလားကျွန်တော်စူးဟန်ရန်ရှိနေတာကိုတီလားမတီလားဆိုတာကိုလားကျွန်တော်ကတော့အဲ့လိုကောင်းနေတာပဲကံမကောင်းလို့လည်းဖြစ်မှာပါအဲ့ဒီနေ့ကကျွန်တော်တို့နှစ်ယောက်လုံးတယောက်ကိုတယောက်စမ်းတက်နေကြပေမဲ့နှစ်ယောက်လုံးလိုချင်တဲ့အဖြေတော့မရခဲ့ကြဘူးအဲ့ဒီနေ့ကစပြီးမမြင်ရတဲ့မျက်လုံးတစ်စုံကကျွန်တော်ကိုစောင့်ကြည့်နေတယ်လို့မျိုးခံစားလာရတယ်အလောက်ကပြန်လာတိုင်းနောက်ကနေခြေတံတွေကြားနေရတယ်နီးလည်းမနီးတယ်လို့ဝေးလည်းမဝေးဘူးဒါပေမဲ့လှည့်ကြည့်လိုက်ရင်ဘာမှမရှိဘူးအိမ်ထဲကထူးဆန်းတဲ့ဖြစ်ရပ်တွေကလည်းအရင်လိုမဟုတ်တော့ပဲရန်လိုလာတယ်လို့ပဲအရင်လိုအိမ်မှုကိစ္စတွေလုပ်ပေးတာမိဖွင့်ပေးတာတွေမရှိတော့ဘူးညလေခေါင်မှာအခန်းထဲကနေဓာတ်တွေကိုစမ်းတက်နေတဲ့အတန်တွေတရားဆက်ကြားနေရတဲ့တိတ်ဆိတ်တဲ့ညမှာအရန်ကိုကြောက်စရာကောင်းတယ်ရေချိုးခမ်းမှန်ပေါ်မှာหนีရဲနေတဲ့လက်ဝါးရကြီးကရုတ်တရက်ပေါ်လာတဲ့တစုံတစ်ယောက်ကအထဲကနေအသေးအတန်ထွက်ဖို့စူးစမ်းနေတယ်လို့ပဲဒါစူးဟန်ရန်လောက်တာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်စူးဟန်ရန်ရဲ့ရှိနေမှုကစီကန်းရှိပြီးနူးညံ့မှုလေးရှိတယ်အခုဟာကတော့တကယ်ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့ချင်းချောက်နေတာမျိုးပဲလူရောင်ကကျွန်တော်ကိုကြောက်ပြီးထွက်သွားအောင်နီလက်တစ်ခုခုသုံးနေတာဖြစ်မှာပါသူကြောက်နေတာကစူးဟန်ရန်ရဲ့ပစ္စည်းတွေထဲကနေတစ်ခုခုကိုကျွန်တော်တွေ့သွားမှာကိုပဲကျွန်တော်မသိတဲ့နာကိုသိသွားခဲ့ပြီးတညမှာတော့ကျွန်တော်အိမ်မက်ဆုံးမှတ်ပြီးနိုးလာတဲ့အခါအိတ်ခမ်းပြတင်းပေါက်မှာမြူကိုပပလေးတွေဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒီမြူကိုပေါ်မှာစာလုံးအချို့ပေါ်လာတယ်စူးဟန်ရန်နဲ့သူမရဲ့အင်အားအလုံးကိုတုံးပြီးစာသုံးလုံးရေးထားတယ်။အနေရရှိတယ်သွားတော့ဒိန်းလွန်ကောသူမရဲ့လက်ရည်တွေကအရင်လိုမခိုင်မာတော့ပဲတွတ်လိမ့်နေတယ်ခဏနေရင်ပျောက်ကွယ်သွားတော့မဲ့အတိုင်းပဲကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရတယ်။သူကိုယ်တိုင်ဒီမှာပိတ်မိနေတာတော့မှသူ့ရဲ့ပထမဆုံးအတွေ့ကကျွန်တော်ကိုဒီအနေရကြားကနေလွတ်အောင်လုပ်ပေးဖို့ပဲ။ကျွန်တော်ပြင်းပေါက်စီသွားပြီးအဲ့ဒီစာလုံးတွေကိုလက်နဲ့ဖြတ်လိုက်တယ်ပြီးတော့မှန်ကိုကြည့်ပြီးတိုးတိုးလေးပဲခိုင်ခိုင်မာမာပြောလိုက်တယ်။ကျွန်တော်မသွားဘူးဒါကျွန်တော်တို့အိမ်လေးထွက်သွားရမှာကတခြားသူပဲ။နောက်တစ်နေ့မှာကျွန်တော်အလုပ်တရက်ခွင့်ယူပြီး online ကနေကင်မရာအသေးစားလေးတွေဝယ်လိုက်တယ်အာသွင်းကောင်းတွေနဲ့အလှဆင်ပစ္စည်းတွေလိုပုံစံဖြတ်ထားတာမျိုးပေါ့တခုကိုတကားမကြီးကိုမျက်နှာမူပြီးထားတဲ့တခုကိုအခန်းထောင်မှာနောက်တစ်ခုကိုတော့စာကြည့်ခန်းစာအုပ်စင်ထဲမှာဝတ်ထားလိုက်တဲ့တက်စင်ပြီး၃ရက်မြောက်နေ့မှာတော့လူရောင်ဖုန်းဆက်လာတဲ့ညီလေးရှန်အိမ်မှာရှိလား gas company ကအခုတလောဘေးကင်းလုံခြုံရေးအတွက်လိုက်စစ်ဆေးနေလို့ပါ gas pipeline စစ်ဆေးတာကအကြောင်းပြချက်ကောင်းပဲအဲ့ဒါမှသူကအိမ်ထဲကိုပေါ်ပေါ်ထင်ထင်ဝင်နိုင်ပြီးသူ့ရဲ့နောက်ထပ်အစီအစဉ်အတွက်ပြင်ဆင်နိုင်မှာကျွန်တော်ရွှေရှာစိတ်ကိုအောင့်ထားလိုက်တယ်ဟုတ်ကဲ့ကျွန်တော်အိမ်မှာရှိပါတယ်အချိန်မရွေးလာခဲ့လို့ရပါတယ်
ဖုံးချပြီးတာနဲ့စူးဟန်ရန်အတွက်စာတစောင်ခြံထားခဲ့တယ်တူလာနေပြီဆိုတဲ့အကြောင်းကိုစာရွက်လေးပေါ်မှာရေးခဲ့တယ်အခြေအနေကြည့်ပြီးလောက်ကြတာပေါ့တဲ့ရေးပြီးတော့အခန်းထဲကအထင်ရှားဆုံးနေရာမှာတင်ထားလိုက်တယ်နိုင်ဝက်အကြာမှာတော့လူခေါ်ပဲတန်မြည်လာတယ်ကျွန်တော်တကားဖွင့်ပြီးသူ့ကိုနွေးနွေးထွေးထွေးကြိုးဆိုသလိုမျိုးဟန်ဆောင်လိုက်တယ်မကြီးအောင်ပင်ပန်းနေမှာပဲကျေးဇူးတင်ပါတယ်ဗျာမပင်ပန်းပါဘူးနေထိုင်သူတွေရဲ့ဘေးကင်းရေးအတွက်ပဲလေသူ့အခန်းထဲကိုဝင်လာတဲ့အချိန်ကစပြီးသူ့မျက်လုံးတွေကရက်မနေဘူးအစိတ်ရှိတဲ့မွေးတကောင်လိုပဲအခန်းထမင်းစားခန်းနဲ့ဝရန်နာတွေကိုလိုက်ကြည့်နေတဲ့နောက်ဆုံးမှာတော့သူ့မျက်လုံးတွေကပိတ်ထားတဲ့စာကြည့်ခန်းတကားစီရောက်သွားတယ်သူကမိဖို့ချောင်ဘက်ကိုရှောက်သွားတယ်ကျွန်တော်သူ့နောက်ကလိုက်သွားတယ်သူကကက်စမီဘိုနဲ့ရေနွေးဦးတွေကိုဟန်ဆောင်ပြီးစစ်ဆေးနေပေမဲ့သူ့စိတ်ကအခြားမှာရောက်နေတယ်အဲ့ဒီအချိန်မှာပဲသူ့ဘေးနားကထမင်းစားကလတ်ထိုင်ကရုတ်တရက်နောက်ကိုလက်မဝက်လောက်ဆွဲသွားတယ်လို့မျိုးဖြစ်သွားတယ်လူရောင်လက်ကြည့်လိုက်တဲ့မျက်နှာကဖြူလျော့သွားပေမဲ့အခန်းထဲမှာဘာမှမရှိဘူးဘာဖြစ်လို့လဲမကြည့်အောင်ဘာမှမဟုတ်ပါဘူးမျက်စိမားတာဖြစ်မှာပါသူကတည်ငြိမ်အောင်စူးစမ်းနေပေမဲ့နဖူးမှာချွေးစေးတွေထွက်နေပြီဒါကသူ့ရဲ့အပြစ်ရှိတဲ့စိတ်ကိုအတီးပြုတ်ပေးနေတာပါပဲဘာမှမမှားတဲ့သူဆိုရင်လှုပ်သွားတဲ့ကလတ်ထိုင်တစ်လုံးကိုဒီလောက်ထိကြောက်စရာမလိုဘူးလေကျွန်တော်ရေချိုးခန်းခဏသွားလိုက်အောင်မဲ့အခန်းထောင်းကမှန်တဲ့ကနေသူ့ကိုကျွန်တော်ဆူဆူဆိုင်ဆိုင်ကြည့်နေလိုက်တယ်သူခြေလန်းနှစ်လန်းလောက်လှမ်းလိုက်တယ်ပြီးတော့ရုတ်တရက်လှည့်ပြီးစာကြည့်ကန်းစီကိုခြေဖျားထောက်ပြီးသွားတော့တယ်သူဒီကိုလာတာကစူးဟန်ရန်ရဲ့ပစ္စည်းတွေကိုလာရှာတာပဲကျွန်တော်ရင်တွေတုံလာတယ်သူ့လက်ကစာကြည့်ကန်းတကားလက်ကင်ကိုထိတော့မဲ့အချိန်မှာပဲဖုံးရေချိုးခန်းကမိသီးကရုတ်တရက်ပေါက်ထွက်သွားတယ်အဲ့ဒီနောက်ချက်ချင်းပဲရေစေးကန်ရေပန်းအင်တာရေတိုင်ကြီးရေထွက်နိုင်တဲ့အရာအလုံးကတပြိုင်တည်းအလိုလိုပွင့်လာတယ်လူရောင်ကတစားစာအော်ပြီးစာကြည့်ကန်တကားဝါကနေပြေးထွက်လာတော့တယ်ကျွန်တော်ကလည်းသူ့ထပ်ပိုကြောက်ပြပြီးအပြေးလွှားသွားကြည့်လိုက်တယ်ဘာဖြစ်တာလဲအမကြီးအောင်ဒီတိုက်ကရေချိုးခန်းသားမှာအဲ့ဒီလိုပဲလားရေချိုးခန်းထဲမှာအမြဲအဲ့လိုဖြစ်နေတာဗျခဏနေရင်ကျင်သားရသွားလိမ့်မယ်ဝိုင်ယာကျိုးတွေဟောင်းနေလို့ဖြစ်မှာပါလူရောင်ကရှုပ်ပွားနေတဲ့ရေချိုးခန်းကိုကြည့်တယ်ပြီးတော့အရန်ကိုတိတ်ဆိတ်နေတဲ့အိတ်ခန်းကိုကြည့်တယ်ဒီလူကတော့လို့သူပြောတဲ့ပိုက်တွေကတော့အဆင်ပြေပုံရပါတယ်ငါမှအလုပ်ရှိသေးလို့သွားလိုက်အောင်မယ်သူကတကားစီကိုကမန်းကရန်ပြေးထွက်သွားတယ်ဖက်နှက်တောင်အသေးတန်စီးရတယ်တကားဖွင့်ပြီးထွက်ခါနီးမှာကျွန်တော်ကိုလှည့်ကြည့်တယ်အဲ့ဒီအကြည့်ကဟန်ဆောင်မှုတွေမရှိတော့ဘူးအေးဆက်ပြီးရန်လိုနေတဲ့တက်ချင်ဖြတ်ချင်တဲ့အကြည့်မျိုးပဲကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားပေမဲ့မျက်တောင်မခတ်ပဲသူ့အကြည့်ကိုကျွန်တော်တက်တက်ပဲကြည့်လိုက်တယ်အဲ့ဒီနောက်တကားကဝုန်းကနေပိတ်သွားတယ်ကျွန်တော်တကားကိုမှီပြီးတက်ပြင်းရှည်ကြီးချလိုက်မိတယ်ခြေထောက်တွေပျော့ပြီးကျန်းပြင်ပေါ်ခွေချတော့မတက်ပဲအခန်းထဲကအခြေအနေကြည့်ပြီးလုံမယ်ဆိုတဲ့စာရွက်လေးကကျန်းပြင်ပေါ်ကိုတဖြည်းဖြည်းလွှင့်ကျလာတယ်ကျွန်တော်သွားကောက်လိုက်တယ်ပထမပွဲမှာတော့ကျွန်တော်နိုင်ခဲ့ပြီးချက်ချင်းပဲဖုံးဖွင့်ပြီးကင်မရာထဲကရုပ်သံတွေကိုပြန်ကြည့်လိုက်တယ်ဗီဒီယိုထဲမှာလူရောင်ကစာကြည့်ကန်းစီကိုခိုးကြောင်ခိုးဝက်သွားနေတာနဲ့သူ့ရဲ့နောက်ဆုံးတက်ဖြတ်လို့တဲ့အကြည့်ကိုအထင်ရှားမှတ်တမ်းတင်ထားနိုင်ခဲ့တယ်အခုတော့တက်သေးတွေပိုရလာပြီးဒါပေမဲ့ဒီမအောင်မြင်တဲ့စံတက်မှုကသူ့ကိုပိုပြီးယူသွတ်သွားစေလိမ့်မယ်ဆိုတာကျွန်တော်သိတယ်နောက်တစ်ခါဆိုရင်သူဟန်ဆောင်နေတော့မှမဟုတ်ဘူးမုံတိုင်းကကျွန်တော်ထင်ထားတာထက်ပိုမြင်မြန်ရောက်လာတယ်လူရောင်ရဲ့စံတက်မှုမအောင်မြင်ပြီးတဲ့နောက်သူကသူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးကိုလုံးဝခွာချလိုက်ပြီဒီအိမ်မှာတရေရှိတယ်ဆိုတာသူသိသွားပြီးအဲ့ဒါကိုပဲသူကအခွင့်ကောင်းယူဖို့ဆုံးဖြတ်လိုက်တယ်သူကဒီနီလန်းဟောင်းကိုပဲထပ်သုံးမှာတေးသေးချာချာစီစဉ်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်တဲ့ gas အစိတ်တင်မှုနဲ့ကျွန်တော်ကိုတေးစေချင်နေတာမနက်2 နာရီမှအခန်းထဲကအတန်ကျဲကြီးကြောင့်ကျွန်တော်နိုးလာတယ်အဲ့ဒီအတန်ကတစုံတစ်ယောက်ကဝရန်နာကိုကြော်ပြီးခုန်ချလိုက်တဲ့အတန်မျိုးပဲဒါလူရောင်ပဲကျွန်တော်အသက်အောက်ထားပြီးကရင်ပေါ်ကနေအသားလေးဆင်းလိုက်တယ်ပြီးတော့အိတ်ခန်းထဲမှာပဲကွက်နေလိုက်တယ်တကားကြားကနေချောင်းကြည့်လိုက်တော့ပုံရိပ်အမဲတစ်ခုကအိတ်ခန်းထဲမှာဖြည်းဖြည်းချင်းလှုပ်ရှားနေတာကိုတွေ့ရတယ်သူ့လက်ထဲမှာကရိယာတစ်တာတစ်ခုပါလာတယ်သူကမိဖို့ချောင်းစီကိုတန်တန်မတ်မတ်သွားနေတယ်ကျွန်တော်ရင်တွေအယမ်းခုန်နေပြီးပါဇက်ထဲကထွက်လာတော့မတက်ပဲကိုတည်ငြိမ်အောင်ထိန်းလိုက်တယ်ကရင်ဘေးကဖုန်းကိုကောက်ကင်အလင်းရောင်ကိုအမောင်ဆုံးအထိရှော့ချပြီးတုံရင်နေတဲ့လက်ချောင်းတွေနဲ့110ရဲစခန်းကိုဖုန်းခေါ်လိုက်တယ်ဖုန်းဝင်သွားတဲ့အချိန်မှာပဲကျွန်တော်ဘာတန်မှမထွက်ပဲဖုန်းလက်ခံကိုအဲကန်းဘက်ကိုပဲလှည့်ထားလိုက်တယ်ဒါကကျွန်တော်အရင်ကတီးထားတဲ့အသက်ရှင်တန်နေတစ်ခုပါဘာတန်မှမထွက်တဲ့ဖုန်းခေါ်ဆိုမှုက operator ကိုကျွန်တော်အနေရရှိနေတယ်လို့ယူဆစေပြီးလိုင်းတီနေရာကိုရှာဖွေပေးလိုက်မယ်အဲ့ဒါလုပ်ပြီးတာနဲ့ချက်ချင်းကင်မရာဖုတ်ကိုဖွင့် live stream ကလုတ်ကိုနှိပ်ပြီးအဲ့ဒီ link ကိုကြိုတင်ပြင်ဆင်ထားတဲ့စာသားနဲ့အတူကျွန်တော်တငယ်ချင်းကြီးပိုင်ချန်စီကိုပို့လိုက်တယ်စာပို့ပြီးတဲ့နောက်ကျွန်တော်ဖုန်းကိုကြည့်ပါအောင်စုပ်ကင်ပြီးတကားနောက်မှာပုံနေလိုက်တယ်မလုပ်ရဲတော့ဘူးအခန်းထဲမှာလူရောင်ကမီးဖို့ချောင်တကားဝါကိုရောက်နေပြီးသူတခုခုလုပ်တော့မယ်သူမီးဖို့ချောင်တကားကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာပဲမထင်မှတ်တာဖြစ်သွားတယ်ဘုံဆိုတဲ့အတန်ကြီးနဲ့အတူမီးဖို့ချောင်တကားကသူ့ရှိမှတင်ဝုန်းကနေပိတ်သွားတယ်လူရောင်ကရုတ်တရက်ကြီးဖြစ်သွားလို့လန့်သွားတယ်အဲ့ဒီနောက်သူကတကားကိုပြန်ပြီးအသေးအတန်ထူတော့တယ်တကားဖွင့်ဆန်းအဖွာကြီးရဲ့ဘယ်သူရှိနေတာလဲထွက်ခဲ့ဆန်းတကားကြားကနေကျွန်တော်ကြည့်လိုက်တော့အခန်းထဲမှာဝေဝါးနေတဲ့ပုံရိပ်တစ်ခုကိုတွေ့ရတယ်ဒါစူးဟန်ရံပဲသူမရဲ့အတန်ကအရင်ကထပ်ပုံမိတ်နေတယ်လေထဲမှာလွင့်သွားတော့မဲ့မိကိုငွေတစ်ခုလိုပဲတကားကိုပိတ်ပြီးတော့ခက်လိုက်ရုံနဲ့တင်သူ့ရဲ့ခွန်အားတွေအကုန်ကုန်သွားပြီဆိုတာကျွန်တော်ခံစားမိတယ်သူကကျွန်တော်အတွက်အချိန်ရအောင်သူ့ရဲ့ရှိနေမှုနဲ့ယဉ်ပြီးကာကွယ်ပေးနေတာလူရောင်ကတကားကိုဖွင့်မရတော့တာနဲ့တစ်သားတကားဟောင်းကြီးကိုကြော့တာပဲတကားကလည်းတကြကြနဲ့အတန်တွေထွက်နေတဲ့တစ်ချက်ချင်းစီပြန်လိုက်တိုင်းစူးဟန်ရံရဲ့ပုံရိပ်ကပိုပြီးတော့ပျောက်ကွယ်လာတယ်အရင်ကထင်ရှားခဲ့တဲ့သူ့ရဲ့ပုံရိပ်လေးကဝေဝါးပြီးပျောက်ကွယ်လူနေပါဖြစ်နေတာကိုကျွန်တော်မြင်နေရတယ်ကျွန်တော်နှလုံးသားကမမြင်ရတဲ့လက်တစုံနဲ့ညှစ်ထားတယ်လို့မျိုးအရန်ကိုနာကျင်နေရတယ်ကျွန်တော်ဆက်ပြီးပုံမနေနိုင်တော့ဘူးသူကျွန်တော်ကိုကာကွယ်ရင်းပျောက်ကွယ်သွားမှာကိုကျွန်တော်ဒီအတိုင်းကြည့်မနေနိုင်ဘူးဘဲကမှမသိတဲ့တတိတွေကကျွန်တော်ရဲ့ကြောက်စိတ်တွေကိုဖုံးလွှမ်းသွားခဲ့တယ်ကျွန်တော်ဘေးပက်လေးကိုကြည့်လိုက်တော့ထောက်မှရှိတဲ့ကျွန်တော်လေးကျင်ကန်လုပ်တဲ့တဲအိုးပြားကြီးကိုတွေ့လိုက်ရတယ်ကျွန်တော်ပြေးလွှတ်သွားပြီးအဲ့ဒီလေးလံတဲ့တဲအိုးကိုလက်နက်ဖက်နဲ့ကြစ်ပါအောင်စုပ်ကင်လိုက်တယ်အဲ့ဒီချိန်မှာပဲလူရောင်ကမီးဖို့ချောင်းတကားကိုဝုန်းကနေကန်ဖွင့်လိုက်နိုင်တယ်သူကဒေါသထွက်နေတဲ့တားရဲတကောင်လိုပဲမျက်နှာတွေလည်းညီရဲနေတဲ့မျက်လုံးတွေကလည်းပြူးထွက်နေတာပဲသူကျွန်တော်ကိုတွေ့သွားပြီးကျွန်တော်လက်ထဲကတဲအိုးကိုလည်းမြင်သွားပြီးဒီကောင်လေးကပြန်ခုခံချင်သေးတာလား
ဒီနေ့တော့မင်းတို့နှစ်ယောက်လုံးကိုအပြက်ရှင်းပစ်မယ်သူကဓာတ်နဲ့ကျွန်တော်စီပြေးလာတယ်ကျွန်တော်နောက်မဆုတ်ဘူးသူ့စီကိုပဲအားကုန်သုံးပြီးပြေးသွားလိုက်တယ်ပြီးတော့ဒဲဦးနဲ့သူ့ကောင်းကိုအားကုန်လွှဲပြီးရိုက်ချလိုက်တယ်ထိုင်းကနေအတန်နဲ့အတူလူရောင်ကကျမ်းပြင်ပေါ်ခွေချသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မျက်စိထောင်းကနေစူးဟန်ရန်ရဲ့နောက်ဆုံးကြန့်ရှိနေတဲ့ပုံရိပ်လေးဟာကျဲစင်လေးတွေလိုပဲလေထဲမှာလွင့်ပြောက်သွားတာကိုတွေ့လိုက်ရတယ်သူသွားပြီးသူတကယ်ပဲသွားပြီးကျွန်တော်ခြေရင်းကိုစာရွက်လေးတစ်ရွက်လွှင့်ချလာတယ်အဲ့ဒါကရင်းနှီးနေတဲ့သွေးနဲ့ရေးထားတဲ့စာသားတွေပဲဒါပေမဲ့အရန်ကိုနူးညံ့နေတယ်ကာကွယ်ခအသက်ဒီတစ်ခါတော့ငါပဲတောင်းလိုက်ပြီးကျွန်တော်ရဲ့အားရင်တွေအကုန်လုံးကုန်သွားတယ်လို့ပဲဒဲဦးကကျွန်တော်လက်ထဲကနေအတန်ကျဲကြီးနဲ့လွတ်ကျသွားတယ်ကျွန်တော်ကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးအဲ့ဒီသွေးရောင်စာရွက်လေးကိုကြည့်ရင်မျက်ရည်တွေတလိမ့်လိမ့်ကျနေပေမဲ့ဘာတမ်းမှထွက်မလာခဲ့ဘူးရဲကားအချက်ပေးတန်တွေကပိုပြီးနီးလာပြီးကျွန်တော်အသက်ဘေးကလွတ်ခဲ့ပြီးဒါပေမဲ့ကျွန်တော်ကဘာကြီးကတော့ဟာလာဟင်းလင်းဖြစ်သွားခဲ့ပြီးရဲတွေကအချိန်မီရောက်လာပြီးသတိလစ်နေတဲ့လူရောင်ကိုဖမ်းဆီးသွားခဲ့တယ်ကျွန်တော်ကတော့လူဆိုးကိုနှိမ်နှင်းတဲ့သူရဲကောက်တယောက်လိုမျိုးစောင်းနေပတ်ပြီးရဲစခန်းကိုခေါ်သွားခဲ့တယ်ကျွန်တော်ဖုန်းထဲက recording တွေအိမ်ထဲကကင်မရာမှတ်တမ်းတွေနဲ့ကြည့်ပိုင်ချန်စီကိုပို့ထားတဲ့ live stream link တွေကလူရောင်ကိုအပြစ်ကနေလွတ်လပ်မရှိအောင်လုပ်လိုက်တဲ့ခိုင်မာတဲ့တက်တွေဖြစ်လာခဲ့တယ်စစ်ဆေးမင်းမြန်းတဲ့အခန်းထဲမှာကျင်နာတက်တဲ့အမျိုးသမီးရဲမေကိုကြည့်ပြီးကျွန်တော်ဇလန်းတစ်ခုလုံးကိုပြောပြခဲ့တယ်ဒါပေမဲ့စူးဟန်ရန်ရှိနေတဲ့အကြောင်းကိုတော့ချန်လှပ်ထားခဲ့တယ်ကျွန်တော်ငားနေပြီးကလေးကဒီအိမ်မှာအန်ရရှိရင်မိတွေမိတ်တုတ်ဖြစ်တာတို့ပစ္စည်းတွေကြားတာတို့ဖြစ်တတ်တဲ့ကြိုတင်သတိပေးတဲ့စနစ်တစ်ခုရှိနေတယ်လို့မျိုးခံစားရတယ်လို့ပဲပြောခဲ့တယ်ဒီတစ်ခါမှလည်းမိဖို့ချောင်တကားကအလိုလိုပိတ်သွားလို့ကျွန်တော်မှရဲခေါ်ဖို့နဲ့ပြန်တိုက်ခိုက်ဖို့အချိန်ရခဲ့တာလို့ပြောလိုက်တယ်အိမ်ရှင်ဟောင်းကပဲအပေါ်ကနေကျွန်တော်ကိုစောင့်ရှောက်နေတာဖြစ်မှာပါအဲ့ဒီရဲမိကလည်းထပ်ပြီးအတင်းအကျပ်မမေးတော့ပဲကျွန်တော်လက်ကိုပဲကိုချင်းစာတဲ့ပုံစံနဲ့ပုတ်ပေးခဲ့တယ်ဒီတဲလုံစားတွေနဲ့တယ်ရဲတွေကလူရောင်ရဲ့အမှုဟောင်းကိုပါဖော်ထုတ်နိုင်ခဲ့တယ်သူ့ရဲ့ဖုန်းမှတ်တမ်းတွေဗန်စရင်တွေနဲ့တရားမဝင်လောင်းကစားဝိုင်းတွေမှာငွေလွှဲထားတာတွေကအချက်တစ်ခုကိုညွှန်ပြနေတယ်လွန်ခဲ့တဲ့နှစ်တွေက stock share မှာအရှုံးကြီးရှုံးခဲ့လို့သူကသူ့ရဲ့ဖောက်တည်ဖြစ်တဲ့စူးဟန်ရန်ရဲ့ပတ်စံတွေကိုခိုးယူခဲ့ရုံတင်မကပဲလောင်းကစားကျူးတွေလည်းအများကြီးတင်နေခဲ့တာစူးဟန်ရန်ကဒါကိုသိသွားပြီးသူ့ကိုအဖမ်းခံဖို့ပြောတဲ့အခါသူကစိတ်တက်ကြပြီးလူတက်မှုကိုကျူးလွန်ခဲ့တာပါသူကစူးဟန်ရန်ကိုအရင်ဆုံးလေးလံတဲ့အရာနဲ့ရိုက်ပြီးတတိလစ်အောင်လုပ်တယ်အဲ့ဒီနောက် gas ယိုစိတ်အောင်လုပ်ပြီးမတော်တဆမှုတစ်ခုလိုဖြစ်အောင်စီစဉ်ခဲ့တာနှစ်ပေါင်းများစွာကြာအောင်သူကအိမ်ချမ်းမြေအကျိုးဆောင်ဖြစ်လုပ်ကင်နေခဲ့တယ်အိမ်ငါးတွေကတခုခုကိုတွေ့သွားမှဆိုလို့သူကဒီအိမ်ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာကျွန်တော်ကစူးဟန်ရန်နဲ့တခုခုချိတ်ဆက်မှုရှိနေတယ်လို့သူထင်သွားတဲ့အခါကျွန်တော်ကပါဒီနီးလက်နဲ့ပဲထပ်တက်ဖို့ကြိုးစားခဲ့တာပါရက်အနှဲငယ်ကြာမှာတော့သတင်းဌာနကြီးတွေကဒီပေါ်မထုတ်နိုင်ခဲ့တဲ့လူတက်မှုကိုအခုမှဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်းကိုသတင်းအကြီးကျယ်ဖော်ပြကြတယ်စူးဟန်ရန်ရဲ့နာမည်ဟာမတော်တဆတည်ဆုံမှုဆိုတဲ့စကားလုံးနောက်မှာပိတ်မိမနေတော့ဘူးသူမရဲ့နာမည်ဟာတန်ရှင်းသွားပြီးတက်စီပေါ်မှာထိုင်ရင်းဖုန်းထဲကသတင်းတွေကိုကြည့်နေတဲ့ကျွန်တော်တက်ပြင်းအရှိကြီးချလိုက်မိတယ်ဒါပေမဲ့စိတ်ထဲမှာတော့ဟာတာတာကြီးဖြစ်နေတော့မယ်ကျွန်တော်အဲ့ဒီအိမ်ကိုပြန်လာခဲ့တယ်သူနဲ့ကျွန်တော်အတူတူနေခဲ့တဲ့အိမ်လေးပေါ့တကားဖွင့်လိုက်တော့အထဲမှာတန်ရှင်းတည်တက်နေပြီးသတင်းပေါက်ကနေနေအောင်ကြီးတွေကျနေတယ်အရာအလုံးကကျွန်တော်ထွက်သွားတော့ကအတိုင်းပဲဘယ်နေရာကြီးကြီးသူ့ရဲ့အမှတ်သားတွေရှိနေတယ်တေးတေးတက်တက်စီထားတဲ့စာအုပ်တွေတန်ရှင်းနေတဲ့ကျမ်းပြင်နဲ့မိဖို့ချောင်းကဟင်းခတ်မွေးကြိုင်တွေဒါပေမဲ့သူမရှိတော့ဘူးဆိုတာကျွန်တော်သိနေတယ်အင်းဖို့ခွဲဖို့တွေးစိုးနေတဲ့စာရွက်လေးတွေနှွေးထွေးတဲ့မိဖို့ချောင်းကစာရွက်လေးတွေလည်းရှိတော့မှာမဟုတ်ဘူးပြီးတော့ညနေတန်းကောင်မှာကျွန်တော်ဝတ်တွေကိုမိပူတိုက်ပေးနေမဲ့အနီရောင်ကောက်ဝင်တဲ့ပုံရိပ်လေးကိုလည်းမြင်ရတော့မှာမဟုတ်ဘူးပထမဆုံးအကြိမ်ဖြစ်ကျွန်တော်ဒီလောက်ထိကြီးမားတဲ့အသက်ရှူရချက်တဲ့အထီးကျန်မှုနဲ့ဝမ်းနည်းမှုကိုခံစားလိုက်ရတယ်ကျွန်တော်ဆိုဖာစီသွားလိုက်တယ်သူအမြဲတမ်းထိုင်လေးရှိတဲ့ခေါင်းအုံးလေးကိုပိုက်မျက်နှာအပ်ပြီးအားရပါရငိုချလိုက်မိတယ်ငိုလို့ဝသွားတဲ့အခါအခန်းကိုစပြီးတင်းစီလိုက်တယ်သူကအရန်တန်ရှင်းတာပဲဒီနေရာကိုရှုပ်ပွားနေအောင်ကျွန်တော်ထားလို့မဖြစ်ဘူးစာကြည့်ကန်းကိုသိနေတော့မှကျွန်တော်တွေးလိုက်ရတာကမဆုစာအုပ်ရဲ့အောက်မှာနောက်ထပ်အမဲရောင်စရင်စာအုပ်လေးတစ်အုပ်ရှိနေတယ်သူနဲ့ကျွန်တော်ကြားကစရင်တွေပေါ့အဲ့ဒီထဲမှာတေးတေးတက်တက်ရေးထားတယ်မေလ10ရက်ညစာအညီမျှခွဲဝေခရှမ်မိုယန်25ရွန်ပေးရန်ရှိသည်မေလ12ရက်ပကံစေးခါနဲ့အမိုက်ပစ်ခရှမ်မိုယန်15ရွန်ပေးရန်ရှိသည်ကျွန်တော်စာမျက်နှာတွေကိုလှမ်းကြည့်ရင်ရေလဲရေချင်းတလို့ငိုလဲငိုချင်းနေမိတယ်ဒီကက်ဆေးနဲ့ကြီးကတော့နောက်ဆုံးစာမျက်နှာကိုရောက်တဲ့အခါကျွေးမိစုစုပေါင်းကိုတွေ့ရမယ်လို့ထင်ထားတာဒါပေမဲ့ကြားတင်ငွေစရင်စာကြောင်းအချို့ကိုပဲတွေ့လိုက်ရတယ်လှပတဲ့မြင်မဲနဲ့ရေးထားပေမဲ့ကျွန်တော်အရင်ကသတိမထားမိခဲ့တဲ့နူးညံ့မှုတွေပါနေတယ်မိုးရန်ကောင်းကောင်းနေပါသမင်းမမှန်စာပါငါအတွက်စိတ်မပူပါနဲ့အဲ့ဒီစာလုံးတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်လုံးဝကိုပောက်ကွဲထွက်သွားတော့တာပဲအဲ့ဒီစရင်စာအုပ်ကိုပိုက်ပြီးကျမ်းပြင်ပေါ်မှာဒူးထောက်ကလောကကြီးကစွန့်ပစ်လိုက်တဲ့ကလေးတယောက်လိုပဲငိုနေမိတော့တယ်ဘဝကတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ကျွန်တော်ရဲ့အိမ်မက်ထဲကကုမ္ပဏီမှာပဲဆက်ပြီးအလုပ်လုပ်နေတယ်ရုံးခန်းထဲမှာတော့စိတ်သက်ခိုင်မာတဲ့လူကြီးတယောက်လိုပဲနေထိုင်နေတယ်ကျွန်တော်ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာဘယ်သူမှမသိကြဘူးကျွန်တော်ဘယ်လိုတည်ရရှိအခြေအနေကိုဖျက်ကျော်ခဲ့ရလဲဒါမှမဟုတ်ကျွန်တော်ဆုံးရှုံးလိုက်ရတဲ့သူကဘယ်လောက်တောင်အရေးကြီးလဲဆိုတာကိုလည်းဘယ်သူမှမသိဘူးကျွန်တော်အိမ်မပြောင်းခဲ့ဘူးကြည်ပိုင်ချန်ကကျွန်တော်ကိုအကြိမ်ကြိမ်အကြံပေးတယ်ဒီနေရာကအရန်နာကျင်စရာကောင်းလို့ပတ်ဝန်းကျင်အစ်စ်မှာအစ်စ်ကနေပြန်စားပါတယ်ကျွန်တော်ညှင်းလိုက်တယ်ဒါကျွန်တော်အိမ်ပဲလို့ပြောခဲ့တယ်တွေကိုအလိုလိုလိုက်နာလာမိတယ်ထမင်းစားပြီးရင်ပကံတွေကိုချက်ချင်းစေးအချောက်ခံပြီးစင်ဖို့ပြန်တင်တယ်အမိုက်ပြီးရင်လည်းချက်ချင်းသွားပစ်တယ်တကားဝမှာညအိပ်ဘယ်တော့မှမထားတော့ဘူးကျွန်တော်ဟင်းချက်လဲစတင်တယ်အရသာကတော့ဆိုးလာပေမဲ့လူနှစ်ယောက်စာအမြဲချက်ဖြစ်တယ်ကျန်တဲ့တပုံကိုကျွန်တော်မျက်နှာချင်းဆိုင်ကခုံလုံးမှာချထားပေးပြီးလေထဲကိုပဲကုမ္ပဏီမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုရှောက်ပြောနေမိတယ်ထူးဆန်းတဲ့ဖောက်တယ်တွေအကြောင်းနဲ့ကျွန်တော်ရခဲ့တဲ့ပေါင်းစုအကြောင်းပေါ့ဘာလို့ပြန်မှုမှပြန်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ကျွန်တော်ကိုနောက်ပြောင်မဲ့သူလည်းမရှိတော့ဘူးမှန်တယ်မှာကျွန်တော်ပုံရိပ်ပဲပေါ်လာမှာအုံနောက်ထဲမှာလည်းကနဝင်တေးတချင်းတွေထပ်မကြရတော့ဘူးကျွန်တော်ဝမ်းနေနေတဲ့အချိန်မှာဖုန်းမြည်လာပေမဲ့ကျွန်တော်ကတော့ဒီအချင်းတွေကိုပဲစွန့်မိတ်ပြီးလုပ်နေမိတယ်
သူဘယ်တော့မှထွက်မသွားသလိုမျိုးပေါ့ကျွန်တော်အရင်ကထပ်ပိုးပြီးအလုပ်တွေကိုအသေးအတန်လုပ်လာတယ် project ကြီးတွေအများကြီးအောင်မြင်ခဲ့တယ်ယာလူတက်ပြီးလစာတွေလည်းတိုးလာခဲ့တယ်ကျွန်တော်ရဲ့အလုပ်ကိုင်ကလည်းတက်လန့်ရှိနေပြီကျွန်တော်လုပ်ဖို့ကိုင်ဘက်တွေကကျွန်တော်လူတခြားစီဖြစ်သွားတယ်လို့ပြောကြတယ်အရင်ကတော့ကျွန်တော်ကမမောမပန်းနိုင်တဲ့စက်ရုပ်တရုပ်လိုပဲကျွန်တော်ကသူ့ကိုမြင်စေချင်တာကျွန်တော်တကယ်ပဲကောင်းကောင်းမွန်မွန်နေထိုင်နေတယ်ဆိုတာကိုသူ့ကိုသိစေချင်တာပါကျွန်တော်ပထမဆုံးရတဲ့ project partner နဲ့စင်ကြေဖုံးကသူ့တန်ကိုတွားခဲ့တယ်စူးဟန်ရန်ရဲ့အုပ်ကူကိုကျွန်တော်တွေ့ခဲ့တဲ့တပ်ပုံတွေကသူမဟာကျွန်တော်ထင်ထားတာထက်ပုံငယ်တဲ့အနီရောင်ကဝင်ကိုဝတ်ထားပြီးမျက်နှာလေးကလည်းလှပကနှက်ခမ်းမှာအပြုံးလေးတစ်ခုရှိနေတယ်သူမဟာတကယ်ကိုလှပတဲ့အမျိုးသမီးတစ်ယောက်ပါကျွန်တော်အုပ်ကူရှိမှာကဏ္ဍမှာပန်းဖြူလေးတွေကိုချထားပေးလိုက်တယ်ပြီးတော့ကျွန်တော်အိတ်ထဲကနေအလေးစာရွက်ပေါ်မှာရိုက်ထားတဲ့ကြားတင်ငွေစည်ရင်းကိုထုတ်ပြီးမိရှို့လိုက်တယ်အဲ့ဒီထဲမှာအိမ်လားစာမိဖို့လုံခြုံရေးခန်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်ရော်ကြီးတွေပါဝင်တယ်ကျွန်တော်ဒီဘဝမှာတော့စူးဟန်ရန်အတွက်စည်ရင်းတွေအကုန်ရှင်းပြီးတော့နောက်ဘဝကျရင်တော့ကျွန်တော်အလှည့်ပဲကျွန်တော်ပဲပြန်ကျွေးပါမယ်မိလင်းရောင်ကကျွန်တော်မျက်နှာကိုလင်းစေခဲ့တယ်ကျွန်တော်ပြုံးလိုက်ပေမဲ့မျက်ရည်တွေတော့ကျနေလုံးပဲဒါတွေအားလုံးလုပ်ပြီးတဲ့နောက်သူ့နဲ့ကျွန်တော်ရဲ့ဇလန်းကပြီးဆုံးသွားပြီလို့ကျွန်တော်ထင်ခဲ့တာအဲ့ဒီနေ့အထိပေါ့အဲ့ဒီနေ့ကကျွန်တော်အရေးကြီးတဲ့ project တစ်ခုအတွက်ညနေအထိအလုပ်လုပ်ခဲ့ရတယ်ပင်မနွမ်းနယ်နေတဲ့ခန္ဓာကိုယ်နဲ့အတူမှောင်မဲနေတဲ့အိမ်တကားကိုကျွန်တော်ဖွင့်လိုက်တယ်ကျွန်တော်အလိုလိုပဲနေရန်ကမိကလုတ်ကိုစမ်းလိုက်တယ်ကလစ်ဆိုတဲ့အတန်နဲ့အတူအခန်းထဲကရင်းနှီးနေတဲ့မိအိမ်လေးကနူးညံ့တဲ့အလင်းရောင်နဲ့လင်းလာခဲ့တယ်ကျွန်တော်ကြောင်သွားတယ်ကျွန်တော်မျက်လုံးတွေကအခန်းထဲကထမင်းစပွဲစီကိုဖြည်းဖြည်းချင်းရောက်သွားတယ်အဲ့ဒီမှာပူပူနွေးနွေးနွားလို့တစ်ခွက်ရှိနေတယ်အငွေလေးတွေကမီးလင်းအောက်မှာတဖြည်းဖြည်းတက်နေတယ်ကျွန်တော်အုံနောက်ထဲမှာဘာမှမရှိတော့သလိုပဲကျွန်တော်တကားဝမှာတင်ကြောက်ရွံ့တရုပ်လိုရက်နေမိတယ်မလုပ်ရဲဘူးအသက်တောင်မရှိရဲဘူးကျွန်တော်ရှိကအရာအလုံးဟာအရန်ကိုရင်းနှီးနေပေမဲ့တကယ်ကိုမယုံနိုင်စရာပဲဒါကစိတ်ကူးရင်မူလားကျွန်တော်နှလုံးသားဟာအကြာကြီးတိတ်ဆိတ်နေခဲ့ပြီးမှအခုပြန်ပြီးပြင်းပြင်းထန်ထန်ခုန်လာပြန်တယ်ကျွန်တော်တူတူလေးခေါ်လိုက်တယ်ကျွန်တော်အတန်တွေတုံရင်နေရင်းနဲ့စူးဟန်ရန်လို့ခေါ်လိုက်မိတယ်အခန်းထဲမှာတော့တိတ်ဆိတ်နေတုံးပဲအငွေတထောင်ထောင်ထားနေတဲ့နွားတို့ခွက်ကလွဲလို့ပေါ့ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့မျက်လုံးတွေအောက်ချလိုက်တယ်ကျွန်တော်အများကြီးမျောလင်းမိသွားတာပဲကျွန်တော်ကိုပြန်လောင်ပြီးရေလိုက်တယ်ဖက်နဲ့လဲမလို့လုံနေတော့မှပဲနွားတို့ခွက်ပေးကစာရွက်လေးပေါ်မှာတခုခုပေါ်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒါကကျွန်တော်သူ့အတွက်စာချန်ထားလေးရှိတဲ့စာရွက်အဝါလေးပဲကျွန်တော်အသက်အောက်ပြီးအဲ့ဒီစာရွက်လေးကိုစူးစူးဆိုင်ဆိုင်ကြည့်နေလိုက်တယ်ရင်းနှီးနေတဲ့ဘောပင်အမဲနဲ့လက်ရည်တွေကတလုံးချင်းစီထင်ရှားစွာပေါ်လာတယ်မိဖို့ချောင်ကငါးယွန်နွားတို့ကို15ယွန်လောက်ကုန်မှစရင်ရှင်းမယ်လက်ကုံမှာစရင်ရှင်းမယ်ဆိုတဲ့စာသားကိုမြင်လိုက်ရတဲ့အချိန်မှာတင်ကျွန်တော်မျက်ရည်တွေကဝုန်းကနေကျလာတော့တာပဲစူးဟန်ရန်ခမရကတော့တကယ်ကိုကစင်းနေလေးပဲလူလေကြီးဟာကျွန်တော်မအောင်နိုင်တော့ဘူးငိုလဲငိုတယ်ရေလဲရေနေမိတယ်မိအောင်အောင်မှာကျွန်တော်နေတိုင်းမျောလင်းခဲ့ရတဲ့ပုံရိပ်လေးကခဏတာပေါ်လာခဲ့တယ်အရင်ကထပ်ပိုပြီးထင်ရှားနေတယ်လို့ပဲဝေဝါးနေတော့မဲဆိုပေမဲ့သူမကအနီရောင်ကဝင်ကိုဝတ်ထားပြီးကျွန်တော်ကိုချစ်စနိုးနဲ့ပြုံးပြနေတာကိုကျွန်တော်အထင်ရှားမြင်ရတယ်သူဘာမှမပြောပေမဲ့သူ့မျက်လုံးတွေကအရာအလုံးကိုပြောပြနေတယ်လို့ပဲအဲ့ဒီနေ့ကသူအသက်နဲ့ရင်းပြီးကျွန်တော်ကိုကာကွယ်ပေးခဲ့တာဟာသူ့ရဲ့ဝိညာဉ်ပြတ်ကွယ်သွားတာမဟုတ်ပဲသူ့ရဲ့အင်အားတွေအကုန်ကုန်သွားလို့နှိမ့်ချိုက်စွာအိပ်ပျော်နေတဲ့အခြေအနေမျိုးဖြစ်သွားခဲ့တာပါအဲ့ဒါကကျွန်တော်ရဲ့သူ့ပေါ်လွှမ်းဆွမှုတွေကျွန်တော်ရဲ့နေ့စဉ်ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ကြိုးစားမှုတွေနဲ့ဒီမိသားစုလေးရဲ့ပြည့်စုံမှုကိုထိန်းသိမ်းထားခြင်းနဲ့ကျွန်တော်ရဲ့ခိုင်မာတဲ့စိတ်ဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်ဒီပြင်းပြတဲ့စိတ်ဆန္ဒတွေကအင်အားတစ်ခုအနေနဲ့သူ့ကိုသူ့ရဲ့အိတ်ဆက်ခြင်းကနေပြန်ပြီးနိုးထလာစေခဲ့တာပါမင်းမလို့မသွားသေးတာလဲမင်းရဲ့နာကျင်မှုတွေလည်းပျောက်ကုန်ပြီပဲမင်းသွားတဲ့နေရာကိုသွားလို့ရပြီလေသူကဓာတ်ရိုက်ပြန်မဖြစ်ဘူးသူ့ရဲ့ပုံရိပ်လေးကတကားဝါကဖက်နှက်စင်စီကိုလွင့်သွားပြီးတကားကိုညွှန်ပြတယ်ကျွန်တော်လည်းဇဝေဇဝါနဲ့ရှောက်သွားပြီးဖက်နှက်စင်ကိုဖွင့်ကြည့်လိုက်တယ်ကျွန်တော်ရဲ့စနီကာတွေနဲ့ဖက်နှက်တွေချာမှာအရင်ကကျွန်တော်တခါမှမမြင်ဘူးတဲ့အမျိုးသမီးစီဖက်နှက်အသစ်ဆက်ဆက်တစုံရှိနေတယ်အဲ့ဒါကပြီးခဲ့တဲ့အပတ်ကစူပါမားကတ်သွားတော့ကကျွန်တော်ဘာရင်မဟုတ်ဝယ်လာခဲ့တဲ့ဖက်နှက်လေးပါအဲ့ဒီအချိန်တုန်းကကျွန်တော်ဘာလို့ဝယ်လာလဲဆိုတာမသိခဲ့ဘူးဒီအိမ်မှာဒီလိုဖက်နှက်လေးတစုံရှိတဲ့နယ်လို့ပဲခံစားခဲ့ရတာဘဝကတော့အစကိုပြန်ရောက်သွားတယ်လို့ပဲဒါပေမဲ့အရာအလုံးကလုံးဝကိုပြောင်းလဲသွားခဲ့ပြီးသူ့ရဲ့အားမလို့အားမရဖြစ်နေတဲ့အပြုံးလေးကိုကြည့်ပြီးကျွန်တော်လည်းလိုက်ပြုံးမိတယ်ဟုတ်တယ်ဘာလို့ထွက်သွားမှလဲဒါသူ့အိမ်လေးပြီးတော့ကျွန်တော်ကလည်းသူ့ရဲ့မိသားစုပဲလေးပြတင်းပေါက်ကနေနေအောင်ကြီးတွေကျလာတယ်အခန်းထဲကဖုံဖုံလေးတွေကိုလင်းစေတယ်လို့တယောက်ကိုတယောက်အမိတဟဲပြုနေတဲ့ဝိညာဉ်တစ်ခုကိုလည်းလင်းလက်စေခဲ့တယ်ကျွန်တော်တို့ဟာတယောက်နဲ့တယောက်ရဲ့အထူးခြားဆုံးမိသားစုဝင်တွေအဖြစ်ဒီမျိုးကြီးပြကြီးထဲမှာကျွန်တော်တို့ရဲ့အတူနေထိုင်မှုဇာတ်လမ်းကိုဆက်ပြီးရေးသားသွားကြအောင်ပါပြီးတော့ဘယ်တော့မှရှင်းလို့မကုန်နိုင်မဲ့အဲ့ဒီချုံငိမ့်နဲ့ကြားတင်ငွေစည်းရင်းလေးလည်းရှိနေအောင်ပါပေါ့